အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးမှာတော့ IGCSE O Level Additional Mathematics Course ပုံရဲ့ Chapter 6 Logarithm and Exponential သင်ခန်းစာထဲမှာ Exercise 6.3 Law of Logarithm ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီ Chapter 6ရဲ့သင်ခန်းစာဒီကိုအရှိရဗီဒီယိုလေးကိုမကြည့်ရသေးရင်ဒီချက်ရဲ့ YouTube Channel လေးမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်6.1 နဲ့ 6.2 ကိုချက် video file လေးလုပ်ပြီးတော့တင်ပြပေးရရှိပါတယ်။အဲတော့ဒီနေ့သင်ခန်းစာလေးကိုစလိုက်ပါမယ်။ 6.3 က laws of logarithm အဲတော့ဒီနေရာမှာအဓိကက logarithm ရဲ့ laws တွေကိုကျတို့ဘယ်လိုမျိုးအသုံးပြုပြီးတော့ပေါ့နော်ပုံစံတွေတွက်သွားရမယ်ဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်။အဲသူ့ရဲ့အဓိက main laws ကကြတော့3ခုရှိမယ်ပေါ့နော်။ multiplication, division, power ပေါ့if h နဲ့ y နဲ့ကဒါ positive တွေဖြစ်ကြမယ်ပေါ့နော် positive နှစ်ခုစလုံးဖြစ်ကြမယ် a ရဲ့တန်ဖိုးကတော့ greater than 0ဖြစ်ကြ a က0 not equal to 1ပေါ့အဲတော့ a ရဲ့သဘောကသူကဒီမှာသူ့ရဲ့ loss တွေမှာ log ရဲ့အောက်က base ကိုပြောတာပါပဲနော် base က3ညထပ်ကြည့်ရမယ်ပေါ့တစ်နဲ့မညီရဘူးပေါ့နော်အဲဒါဒီ loss တွေကိုအသုံးပြုပြီးတော့တွက်သွားမယ်ပေါ့ပထမဆုံးအနေနဲ့နံပါတ်1 multiplication law ပေါ့ multiplication law ကိုမှတ်ဖို့ဟာသူ့ရဲ့ log a into hy ဆိုရင်အမျှပေါ့နော်ဒီ h နဲ့ y နဲ့ဒီ positive number ခုကို multiply လုပ်ထားမယ်ဆိုရင်ကိုကဘယ်လိုပြန်ဖြန့်လို့ရမလဲဆိုရင်သက်ဆိုင်ရာတစ်ခုစီကို log ဝင်ပြီးတော့ online ရပြီပေါ့အဲဒါဒီနှစ်ခုကိုကကျွန်တော်အပြန်အလှန်သိဖို့လိုအပ်ပါတယ်ဒီဘက်မှာအပေါင်းပုံစံနဲ့ပြတိုင်းကိုကအမြောက်ပုံစံပြန်ရေးပြီးတော့လိုအပ်တယ်လို့တွက်သွားရမယ်ပေါ့နော်တန်ဖိုးရှာခိုင်းတာတွေတွက်တာရှိနေအဲဒီအပြန်အလှန်လေးကိုမှတ်ထားပေးပါ division အစားအဲဒီအခြေ a နေရာမှာကတော့ဒါ30ဖြစ်မယ်5ဖြစ်မယ်2ဖြစ်မယ်3ဖြစ်မယ်နော်ပုံစံပုံမူပြီးတော့လာမယ်အဲအစားဆိုတာနဲ့ကျွန်တော်မှတ်ကမှာ logarithm တစ်ခုကိုနှုတ်မယ်ပေါ့နော်တစ်ခုစီကိုဖြန့်ဝင်ပြီးတော့နှုတ်မယ်အနှုတ်ပုံစံပေးတိုင်းအစားပုံစံပြန်ချိန်ပြီးတော့တွက်တတ်ပါမယ်ပေါ့နောက်တစ်ခုက power law ကကြတော့ h ပေါ်မှာ power ဓာတ်လေးတင်ထားမယ်ဆိုရင်အရှိကိုချလို့ရတယ်အဲဒီအရှိမှာ gain တစ်ခုရှိမယ်ပေါ့ logarithm ရဲ့အရှိမှာ gain တစ်ခုရှိမယ်ဆိုရင်လည်းကိုကဒီ h ပေါ်ကို power ဓာတ်ပြန်တင်လို့ရတယ်နော်ဒီမှာရေးထားတဲ့ gain တစ်ခုပေါ်ကိုဒီရှေ့က gain က power ဓာတ်အနေနဲ့ပြန်တင်ပြီးတော့ဒီ power law ကိုအပြန်အလှန်သုံးလို့ရတယ်လို့နားလည်ရပါအဲဒီဒီ laws of logarithm ကတော့ဒီ3ခုကိုကိုကသိချလေးမှတ်ထားဖို့လိုပါတယ်အောက်ကတော့သူက brute ဓာတ်တွေလောက်ထားတာပါပဲနော်ဒီဘက်နဲ့ NHS ကနေပြီးတော့ IHS ဘယ်လိုမျိုးလေးဖြစ်လာလဲဆိုတာကို brute လောက်ထားတာပေါ့ပထမဆုံးအနေနဲ့ log AHY မှာသူကဒီ h တဲ့နေရာမှာ a log AH ပေါ့နော်အဲတော့ဒါကကျွန်တော်ကအရှိမ 6.1 နဲ့ 6.2 မှာလည်းဒီအကြောင်းအရာလေးတွေကိုသိခဲ့ပြီးပြီပေါ့နော်သူ့ကိုပုံစံဖော်လိုက်တာပါ a log AH ဆိုရင် h ပြန်ရမယ်လို့နားလည်ရမယ် a log AY ဆိုရင် y ပြန်ရမယ်ဆိုတာလေးသိတယ်အဲတော့အဲ့လိုပုံစံပြန်ဖော်ပြီးသွားတဲ့အခါမှာဒီအပေါ်နှစ်ခုအခြေတူရဲ့အမြောက်ဆိုရင် power ဓာတ်အပေါင်းပုံစံနဲ့ပြန်ရေးလိုက်တယ်ပေါ့နော် a log AH plus log AY ပေါ့ a ခြေလေးကိုတစ်ခုပဲထားပြီးတော့အမြောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပေါ်က log AH နဲ့ log HY ကို log AY ကို power ဓာတ်အနေနဲ့ပေါင်းပြလိုက်ပါတယ်ပြီးရင်တော့သူ့ကိုကျွန်တော်ပြန်ပြီးတော့ပုံစံဖော်တဲ့အခါမှာ log A power log AH ကကြာဒီလိုမျိုးလေးပေါ့နော် a log AH ဆိုရင်ကျွန်တော် h ပြန်ရတယ်လို့ဒီမှာသူက dot a ရဝင်လိုက်တဲ့သဘောပါအဲဒါ log AA ဖြစ်သွားတော့ဒီဘောကကျန်နေတယ်ဒီဘက်မှာလည်း log A ဒီ A လေးကဒီဘက်ကိုပြန်ဝင်လိုက်တဲ့သဘောပဲ log AY ဆိုပြီးတော့ပြသွားမယ်နော်အဲဒါဆို log A to the power ဒါလေးကို h လို့မြင်လိုက်တာနော်ဒီ log AH နဲ့ log AY ကိုကျွန်တော် power တဲ့ h လို့မြင်ပြီးတော့ပြန်ရေးလိုက်တာပေါ့နော် log AA power h ဆိုရင် h ပြန်ရမယ်အဓိကကကျွန်တော်ဒီဟာလေးကိုအရှိမသိခဲ့တယ် a power h ဆိုရင် h ဖြစ်တယ်ဒါကိုသုံးသွားတာပါပဲနော်နောက်တစ်ခုပေါ့ division law division law မှာကြတော့သူကလည်းပဲ NHS ကနေ IHS ဘယ်လိုဖြစ်လဲဆိုတာကိုဒီပုံစံတွေတိုင်းပဲယူသွားတာပါနော် a log AH a log AY ဒီအစားဆိုတော့
power ဓာတ်ကိုသူနှုတ်လိုက်တယ်ဆိုတော့ဒီဟာပဲဒီဘောလိုမျိုး h ပြန်ကြတဲ့ပုံစံနဲ့ရေးလိုက်တာပါ power ဓာတ်မှာဆိုလဲ h နေရာမှာ a log ah ပြန်ပုံဖော်တယ်ပြီးရင် m ကဒီရှေ့ကိုပြန်ဝင်တယ်ပေါ့နော် power ဓာတ်သင်ထားတာဆိုတော့ရှေ့ကိုပြန်ချတဲ့ပုံစံနဲ့ am log ah ဆိုတော့ m log ah ဆိုပြီးတော့ကြံခဲ့တယ်ပေါ့နော်ဒီ log a နဲ့ပြန်ပြီးတော့ပုံစံဖော်လိုက်တဲ့အခါမှာဒီပုံစံတိုင်းရပါအဲ့တော့ဒီမှာသူကနောက်တစ်ခုကျတော့ using the power law ကိုသုံးမယ်ပေါ့နော်အပေါ်က power law ကိုသုံးဖို့အတွက်ပေါ့အဲ့တော့သူ့ရဲ့ဒီ h number လေးကပိုင်းခြေမှာရှိနေမယ်ဆိုရင်သူ့ရဲ့ power ဓာတ်ကဒါအပေါ်ကိုရွှေ့လိုက်ရင် -1 ပေါ့အဲ့ဒါ-1ကဒါအရှိကို power law ကိုသုံးတဲ့အနေနဲ့ခြားတဲ့အခါမှာ -log ah ဆိုပြီးတော့ရရှိသွားပါမယ်ဆိုတာလေးပြရတာပေါ့နော်အဲ့တော့သူကအောက်ကတော့ another useful rule အနေနဲ့ဒါလေးကိုမှတ်ထားဖို့လိုတာလေးထည့်ပေးရပါတယ် log a1 power a ဆိုရင်ဘာရမလဲ -log a ဆိုပြီးတော့ထပ်မှတ်တာအဲ့တော့အဓိကမှတ်ကမှဒီခရမ်းရအောင် box ကလေးတွေနဲ့ရေးပေးထားတယ် log 3ခုရယ် minus ဆိုရင်ဘယ်လိုချိန်မလဲဆိုတာလေးကိုမှတ်ထားရင်ရပါပြီနော် power ဓာတ် -1 ဆိုရင်ရှေ့ပို့လိုက်တာပါပဲ okay အဲ့ဆိုရင်ကျတော့ example လေးတွေစပြီးတော့ကြည့်လိုက်ကြရအောင် example 7 မှာ use the laws of logarithm to simplify the expression ပေါ့နော်နည်းနည်းလေးထည့်လိုက်ပါအဲ့တော့သူကဒီ logarithm laws တွေကိုအသုံးပြုပြီးတော့ဒီ expression တွေကိုအရှင်းဆုံးပုံစံနဲ့ပြခိုင်းတယ်ပေါ့ log a plus log 2အဲ့တော့ဘာမှမရှိရင်ကျတို့က base 10ရှိတယ်ဆိုတာလေးကိုသိရမယ်ပေါ့နော် logarithm ရဲ့အောက်မှာအပေါင်းဆိုရင်အများပုံစံနဲ့ရေးပြီးတော့အဲ့တော့ကိုကျွမ်းကျင်သွားရင်ဒါလိုက်တန်းရေးလို့ရပါတယ် log 8 multiply to log 16နောက်တစ်ခုကြတော့ log 4 15 divides log 4 5အဲ့တော့ကျတို့မှာ log 4 15 by 5 log 4 3ရပါအဲ့တော့ဒီ step by step လေးတွေကတော့ကျတို့ကဒါ calculation လုပ်တဲ့အခါမှာတော့တွက်ပြရမယ်ဆိုတာလေးကိုသိရတယ်နော်အဲဒါနောက်ကိုယ့်အကိုချတွက်တဲ့အခါမှာကျွမ်းကျင်ရင်ကြော်လို့ရတယ်နောက်တစ်ခုမှကြတော့2 log 3 4နဲ့5 log 3 2ပေါ့နော်အဲဒါကျတို့ပေါ် power ဓာတ်ကိုပြန်တက် power law သုံးလိုက်တာပေါ့နော် log 3 4 square plus log 3 2 power 5ဖြစ်သွားအဲဒါ4နဲ့ထက်က16 2 5တက်က32ညှောင်းလိုက်ရင်912ရမယ်ပေါ့နော်နောက်တစ်ခုပေါ့နောက်တစ်ခုကြတော့ example 8ကကြတော့ log 5p က h နဲ့ညီရယ်ဆိုပြီးတော့သူပေးထားတယ် log 5q က y ဖြစ်မယ်အဲ့တော့ဒီထွက်လာတဲ့ expression ကို h တွေ y တွေပါတာနဲ့ပြပေးပါပေါ့နော်အဲ့တော့ဒီနေရာမှာသက်ဆိုင်ရာသူပေးတဲ့အတိုင်းကြီးပြန်ထည့်လိုက်ပေါ့သက်ဆိုင်ရာသူရဲ့ law ကိုသုံးပြီးတော့ပေါ့နော် log 5b plus power ရှိချလိုက်မယ်3 log 5q အဲ့တော့ဒီမှာ p နေရာမှာ h q နေရာမှာ y ဖြစ်သွားပြီးတော့ h plus 3y ရပါနံပါတ် b လည်းအတိုင်းပဲ power ရှိချမယ်2 log 5b square root ကကျတော့ power ဓာတ်က 1/2 ဖြစ်တဲ့အတွက်ကြောင့်မို့လို့တခါလဲချလိုက်မယ် 1/2 log 5q 2h minus 1/2y ပေါ့ q/5 စားရတယ်ဆိုရင်နှုတ်မယ် log 5q minus log 55အဲ့တော့သူက log 55ကကျတော့1ဖြစ်တယ် log 5q ကပုံစံမှာပေးထားတာ y ဆိုတော့ y minus 1ရပါအဲ့ဆိုရင်ကျတော့ exercise ပုံစံလေးစပြီးတော့တွက်လိုက်ပါမယ် exercise 6.3 နံပါတ်1ကိုစသွားပါနံပါတ်1ကကြတော့ 1a မှာ single logarithm အနေနဲ့ဖော်ပြခိုင်းပြီပေါ့နော်အဲ့တော့ကျတော့ဒီမှာ log 2 5 plus log 2 3ဆိုရင်ဒီတစ်ခါလေးပဲဖြည့်ရေးလိုက်မယ်နော်မေးခွန်းပြန်မကူတော့ဘူး log 2 5 multiply 3ပေါ့နော်အပေါင်းဆိုရင်ကျတော့မြောက်မယ်အဲ့တော့သူ့ရဲ့အဖြေက log 2 15ရပါမယ်နောက်တစ်ပုဒ်ပေါ့နော်နံပါတ် b ကိုဆက်ကြည့်မယ် log 3 12 minus log 3 2အနှုတ်ဆိုရင်ကျတော့စားမယ်ပေါ့
log 3 12 by 2 log 3 နှစ်6လီ7နှစ်ပေါ့နော် log 3 စေရပါနောက်တစ်ပုဒ်နံပါတ် C ပေါ့နံပါတ် C မှာလည်းပဲ power အရှိမ gain လေးတွေပါပြီးတော့ကျတော့ power law လေးကိုသုံးမယ် log 5 2 power 3အပေါင်းကိုခဏထားရအောင်မယ် log 5 8ပေါ့နော်အဲဒါဒီမှာဆက်တွက်မယ်ဆိုရင်2 3ဓာတ်က8ရမယ်ဆိုတော့ကျတော့အပေါင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြောက်ပုံစံတစ်ခါလေးရေးလိုက်တော့မယ်8 multiply 8ဖြစ်သွားမယ်အဲတော့သူရဲ့ answer က log 5 64ထွက်ပါမယ်နောက်တစ်ပုဒ်နံပါတ် D ကိုဆက်ကြည့်မယ်အဲတော့နံပါတ် D မှာလည်းပဲကျတော့အရှိမ gain တွေပါနေရင် power law ကိုသုံးမယ် log 7 4 square ဖြစ်မယ်ပြီးရင် minus log 7 2 cube ဖြစ်သွားမယ်အဲတော့ဒီမှာကျတော့ log 7ဒီနေရာလေးမှာ4နှစ်ထက်ကကျတော့16ပြီးရင်2 3ထက်က8အဲတော့အနှုတ်ပေါ့နော်တခါတည်းကျတော့အစားပုံစံလေးနဲ့ရေးလိုက်မယ်16နဲ့8နဲ့ရပါမယ်ပြီးသွားရင်တော့ log 7ကျင်းလိုက်ရင်8နဲ့16ဆိုတော့ answer က log 7 2ထွက်သွားပါအဲဆိုရင်ဒီ၄ပုဒ်ထိကိုနားလည်မယ်လို့ထင်ပါတယ်နော်နံပါတ် E ကိုဆက်ကြည့်မယ်နံပါတ် E ရလည်းပဲအရှိမကျတော့ 1/2 ဆိုတဲ့ gain ပါတော့ power ဓာတ်တက်မယ်log 3 25ပေါ်မှာ power ဓာတ် 1/2 ဖြစ်သွားမယ်ပြီးရင်အပေါင်း log 3 4ပေါ့နော်အဲဒါကျတော့အဲ့ဒီ25ကို9နဲ့ထပ်လို့ချိန်မယ်ပေါ့နော် power ဓာတ် 1/2 ကိုပြန်ခြေချင်တာဆိုတော့သူ့ကို log 3 9နဲ့ထပ်ချိန်မယ် 1/2 လုံးမယ်ပြီးရင် log 3 4ပေါ့နော်အဲဒါဒီမှာကျတော့ power ဓာတ်ကခြေသွားမယ်ဆိုတော့9ကျန်မယ်ဆိုတော့ multiply လုပ်ရင်ရပြီ5 multiply 4သူရဲ့ answer က log 3 20ဖြစ်ပါမယ်နောက်တစ်ပုဒ်ပေါ့နော်ဒီနံပါတ် F ကိုဆက်သွားမယ်F မှာလည်းပဲအရှိမကျတော့ gain ရှိတယ်ဆိုတော့ power law ကိုသုံးမယ် log 7 1/4 နှစ်ထပ်ဖြစ်မယ်အပေါင်း log 7 8ရမယ်ပေါ့အဲတော့သူလည်းအမှ 1/4 ကကြတော့ကျတော့သူ့ကိုဒီနှစ်ထပ်ကိုပဲကျတော့ဝင်ဖြန့်လိုက်တော့မယ်ပေါ့နော်ဒီနှစ်ထက်က1 4နှစ်ထက်ကကျတော့16ပေါ့log 7 1/16 ရမယ်ပြီးရင်အပေါင်း log 7 8ဖြစ်သွားမယ်ပြီးတော့မှကျတော့အမြောက်လောက်လိုက်ရင်တော့ရသွားပြီနော် 1/2 ဆိုပြီးတော့ထွက်သွားပါလိမ့်မယ်ရှင်းနဲ့16နဲ့ခြေလိုက်ရင် log 7 1/2 ရပါအဲဆိုရင် E ရဲ့ FK ကိုနားလည်မယ်ထင်ပါတယ်ဒီမှာကျတော့သူက1 plus log 43ပေါ့နော်အဲဒါကျတော့ဒီမှာနားလည်ရမှာကကျတော့ gain တစ်ခုပဲပေါ့နော် number only လေးတွေပေါ့ number only တွေရေးထားရင်ကျတော့ဒါ logarithm ကိုတွက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ logarithm ပုံစံလေးဖော်ရမယ်ဆိုတာလေးကိုကျတော့သိရမယ်ပေါ့နော်အဲတော့ तू ကဒီမှာ1လို့ရေးထားရင်သူ့ကိုကျတော့ logarithm base ကိုဘယ်လောက်ဖော်ရမလဲဆိုရင်သူ့ရဲ့အနောက်ကဆက်သွယ်ထားတဲ့ logarithm ရဲ့ base ကိုကိုကစစ်ဆေးရမယ်ဒီမှာ4ရေးထားရင်သူ့ကိုကျတော့ log 44ပေါ့ဒီမှာ3ရေးထားရင်သူ့ကိုကျတော့ log 33ဒီမှာ5ရေးထားရင် log 55ဆိုပြီးတော့
ချိန်ရမယ်ဆိုတာလေးကိုနားလည်ရပါမယ်နော်အဲဒါဒီမှာသူ့ကိုချိန်မယ် log 4ဖြစ်တဲ့အတွက်ကြောင့်မလို့1ကိုချိန်လိုက်မယ် log 4 plus log 4 3ရမယ်ပြီးရင်0 plot multiply သုံးလိုက်မယ် log 4 multiply 3 log 4 12ရပါမယ်နောက်တစ်ပုဒ် h ကိုဆက်ကြည့်မယ်အဲဒါသူလည်းပဲအမှ log 5ပေးထားတယ်ဆိုရင်ဘာမှမရှိရင်ကျတော့ base 10ပေါ့နော်အဲဒါသူ့ကိုလည်းနှစ်ကိုလည်းကျတော့ပုံစံဖော်ရမယ် log 5 minus log 10 power သူကတော့2ဖြစ်သွားမယ်ပေါ့နော် log 10 ပုံစံဖော်တော့သူက power တက်က2ဆိုတော့အပေါ်1ရောက်သွားဒီမှာတော့က0 power တက်1ကမရေးတဲ့သဘောပါပဲနော်ဒီမှာ log 10ဖြစ်မယ်ဒီမှာ log 10က base 10ကမရေးလဲရတယ်ပေါ့ဒီလိုလေးဖြစ်သွားပါမယ်အဲတော့အမှ0အစားဆိုတော့ sorry အနှုတ်ဆို0အစားရေးမယ်ဆိုတော့5 by this 100ဖြစ်သွားမယ်နော်30နှစ်ထက်ကအဲတော့သူ့ကိုပြန်ပြီးတော့ချိန် lowest လုပ်မယ်ဆိုတော့9နဲ့0စားလိုက်ရင်9 20ရပါမယ် log 1 by 20ထွက်သွားမယ်နောက်တစ်ပုဒ် i ကိုဆက်ကြည့်မယ်နော်အဲတော့ i မှာလည်းပဲ0 3ကကြတော့ဒီမှာ base ကိုကြည့်လိုက်တော့4ဖြစ်တဲ့အတွက်ကြောင့်မလို့ log 4 power 3ဖြစ်သွားမယ်ပေါ့နော် log 4 လောက်လိုက်တယ်ပြီးရင် power တက်က3ကဒီပုံရောက်သွားမယ်ပေါ့ဒီလိုရှိမယ်ရပြီဆိုတော့မှအနောက်ကကျန်တာဆက်ရေးမယ် log 4 10ဖြစ်မယ်အဲတော့သူက4 3တက်ကကျ4 4 4 16 16 4 64အနှုတ်ဆိုတော့စားမယ်64ကို30နဲ့စားမယ်ပေါ့နော်အဲတော့သူ့ရဲ့အဖြေကဒါကျတသမနဲ့ပဲပြလိုက်လို့ရတယ်6.4 ဖြစ်သွားမယ် log 4 6.4 ဆိုပြီးရပါမယ်အဲဆိုရင်တော့နံပါတ်1ကလေးကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်နော်ဒီလိုဆက်သွားပါနံပါတ်2ကိုဆက်ကြည့်မယ်အဲနံပါတ်2ကကြတော့သူက write as a single logarithm then simplify your answer ပေါ့နော်အဲဒါဒီ logarithm တွေကိုအရှင်းဆုံးပုံစံနဲ့သူပြပေးပါပေါ့နော်အဲဒါကျတော့ဒီမှာပထမဆုံးအနေနဲ့ a ကအနှုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုအစားပုံစံနဲ့ချိန်လိုက်မယ် log 2 56 by 7ပေါ့နော်အဲဒါသူကအမှ56 by 7ဆိုတော့ကျင်းလိုက်ရင်8ထွက်သွားမယ်နော်ခုနှစ်8လီ56အဲတော့သူ့ကိုကျတော့အရှင်းဆုံးပုံစံနဲ့ပြဖို့အတွက်သူကဘာဆက်လုပ်လို့ရလဲဆိုတော့ power လုံးကိုသုံးဖို့အတွက်ကိုသူ့ကိုပြန်ဖြတ်မယ်ပေါ့နော် log 2နှစ်3တက်လို့ချိန်လိုက်မယ်ရပြီဆိုတော့မှ3 log 2 2ဖြစ်မယ်ပြီးရင် log 2 2ကကျတော့1ဖြစ်တဲ့ကြောင့်နောက်ဆုံးမှာ3တစ်ခုပဲကျန်အဲတော့ဒီလိုပြခြင်းကို single logarithm သုံးလိုက်တဲ့သဘောပါနော်နောက်တစ်ခုပေါ့နံပါတ် B ကကြတော့ log 6 12နဲ့ log 3ကိုသူပေါင်းထားတယ်ဆိုတော့ကျတော့ညှောင်းမယ်ဒီရပါဘူးနော် log 6 12 multiply 3ပေါ့အဲတော့12 3ဒီ36ပေါ့နော်အဲတော့36ကိုကျတော့လည်းဘယ်လိုပြန်လုပ်လို့ရမလဲအောက်မှာသူက base က6ဆိုတော့ကျတော့6နှစ်ထပ်လုပ်လိုက်ရနော်66လီ36ပြီးရင်သူ့ကိုရှေ့ကိုချလိုက်ရင်2ပဲကျန်တော့မနော် log 6က1ဆိုတော့ဒီလိုမရေးတော့နော်ဒီလိုတစ်ခါလေးရေးလိုက်လို့ရပါပြီနောက်တစ်ပုဒ်ပေါ့နော်နံပါတ် C ရောက်ပြီအဲတော့နံပါတ် C မှာ1/2 log 2 36ဆိုတော့1/2ကိုပေါ်ရင်တင်မှရမယ်ပေါ့နော်ရှေ့မှာသူကရှိနေတဲ့ပုံစံဆိုတော့36 1/2ပေါ့ minus log 2 3ပေါ့နော်အဲတော့ဒီ 1/2ကိုကျတော့ပျောက်ချင်တယ်ဆိုတော့သူက6
square root ချိန်လိုက်လို့ရနော် power 1 by 2က square root ဆိုရင် square root က36က6ထွက်မယ်အဲ့တော့သူကဒီလိုရမယ် log 2 6 minus log 2 3ပေါ့နော်အဲ့တော့ကျွန်တော်အမှအနှုတ်ဆိုတော့အစားလုပ်မယ် log 2 6 by 3ဆိုတော့သူက log 2 2ဖြစ်သွားမယ်ဆိုတော့ log 2 2က1ဖြစ်သွားပါမယ်အဲ့တော့ဒါနံပါတ်2ကဒီ3ပုဒ်ကိုနားလည်မယ်လို့ထင်ပါတယ်နော်နံပါတ်2ရဲ့ဒီကိုဆက်သွားမယ်နေ့ဒီမှာလည်းပဲသူက log 3 15ကိုခဏထားမယ်ပေါ့နော်ပြီးရင် minus 1 by 2ကိုပေါ်တင်မယ် log 3 25 power 1 by 2ဖြစ်မယ်အဲ့တော့သူလည်းအမှ log 3ကျွန်တော်25ဆိုတော့ကျွန်တော်9နှစ်ထပ်လုပ်လိုက်မယ်9နှစ်ထပ်နဲ့1နှစ်နဲ့အမှခြေမယ်ဆိုတော့သူက9တစ်ထပ်ကျန်မယ်ပေါ့နော်အဲ့တော့သူ့ကိုအမှ sorry ချက်မှာမေးခွန်းကဟုတ်နော် log 315မယ်နော်မှန်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ9နှစ်ထပ်လုပ်လိုက်ရင်2နဲ့2နဲ့ခြေတော့သူ9ကျန်မယ်ဆိုတော့သူ့ကိုအစားပုံစံနဲ့ပဲကြော်ရေးလိုက်တော့မယ်5ဖြစ်တယ်အဲ့တော့သူကအမှ log 3 3 10ထွက်သွားပြီပေါ့နော် log 3 3ဆိုတော့ကျွန်တော်1လို့ပြလိုက်ရပြီနောက်ထပ်နံပါတ် E ကိုဆက်ကြည့်မယ် log 4 40နဲ့1 by 3ဆိုတာကျ1 by 3ရှိနေတာကို power log သုံးလိုက်မယ် log 4 40 minus log 4 125 1 by 3ပေါ့အဲဆိုတော့အမှ log 4 40 minus log 4သူကကြတော့5 3တက်ဖြစ်သွားမယ်5 5လီ25 25 5လီ125ပေါ့နော်အဲဆိုအမှသူ့ကိုထပ်ထည့်မယ်ဆိုရင်3နဲ့3နဲ့ကြည့်မယ်ဆိုတော့ကျတို့အနှုတ်ဆိုတော့အစားချိန်လိုက်ရပြီ5ဆိုတော့သူလည်းပဲအမှအမှကြည့်လိုက်မယ် log 4 8ဖြစ်သွားမယ်နော်5 8လီ40ဆိုတော့ log 4 8ဒီနေရာမှာကျတို့က log 4 8ကအမှသူ့ကိုပြန်ပြီးတော့ကျတို့ဖြောက်ပါအောင်နော်နောက်ဆုံးတော့ number ထွက်တဲ့အထိပြန်စဉ်းစားမှာအဲ့ခါကျတော့ကျတို့သူ့ကိုဘယ်လိုပြန်ချိန်လဲခြေ4ရအောင်လုပ်မှရမှာနော်သူရဲ့ logarithm အောက်မှာ4ဖြစ်နေတယ်ဆိုတော့သူကဒီ8ကိုကျတို့2 3တက်တန်းလုပ်လိုက်လို့မရဘူးပေါ့2 2ထက်နဲ့4ဖြစ်အောင်ပုံစံလေးချိန်ပါတယ်2 2ထက်4အဲ့ပေါ်မှာဒီ power ဓာတ်ကိုကျတို့ကဒီ8ပြန်ထွက်အောင်လို့3 by 2လေးတင်လိုက်အဲ့တော့ဒီ2နဲ့2နဲ့ကြည့်2 3တက်က8ပြန်ရအဲ့တော့နော်အဲ့လိုရပါဘူးအဲ့တော့ဒီမှာပုံစံဖော်လို့ရပြီဆိုတော့ဒီဟာကိုကျတို့ခြေကို4လို့ပြောင်းပြီးတော့3 power 2လို့တင်လိုက်တော့မှ log 4 4 3 by 2ဆိုရင်3 by 2ပဲကျန်ပါမယ်နော်အဲ့တော့3 by 2နဲ့ရက်ချင်းရက်မရက်ချင်းနဲ့ decimal ထိပြပါဆိုရင် 1.5 ဖြစ်သွားပါဒါကနံပါတ် E ဖြစ်ပြီးသွားပြီနော်အဲ့တော့ကျတော့နောက်ထပ်နံပါတ် F ကိုဆက်သွားမယ်နံပါတ် F ကိုဆက်ကြည့်နော်အဲ့တော့ F ကကြတော့သူကအရှိမကျတော့ gain တွေရှိပြီဆိုတော့ power ဓာတ်တင်မယ် log 3 16 the whole power 1 by 2 ပြီးရင် minus log 3 6 square ဖြစ်သွားမယ်ပြီးတော့မှ section ပဲပေါ့နော်အဲ့တော့သူက1 by 6ဆိုတော့ကျတော့သူ့ကို power ဓာတ်1 by 2အရင်ခြေအောင်လုပ်မယ်ပေါ့နော် log 3 4 နှစ်ထပ်ချိန်လိုက်ပြီးရင် log 3သူကတော့အမှ36ချိန်လာလိုက်ပေါ့နော်6နှစ်ထပ်ဆိုတော့အဲ့တော့သူအမှကြည်တော့4ထွက်မယ်ဆိုတော့ log 3 4 by 36ဆိုတော့ log 3 1 by 9ရပါမယ်
ဒါဒီ log 3 1/9 ကိုကျတို့ထပ်ချိန်မယ်အခြေ3ဖြစ်အောင်ပေါ့နော်အဲ့တော့သူက1/9ဆိုတော့ကျတို့3နှစ်ထပ်ရသွားမယ်ဒီလိုထွက်မယ်နော်အဲ့တော့အဲ့3နှစ်ထပ်ကအပေါ်ကိုတင်လိုက်ရင် log 3 power -2ဆိုတော့ကျတို့-2ပဲရ log 3 ဖြစ်သွားပြီဆိုတော့ answer က-2ထွက်သွားပါမယ်အဲ့ဆိုရင်နံပါတ်2ကိုဒီထိနားလည်ကြမယ်လို့ထင်ပါတယ်နော်